ဘုဘက်ကိုလက်ဟောတန်ခါဒီဘက်ဖျားပဲဘုဘက်ကိုလက်တန်ခါဒီဘက်ကိုလက်ဟုတ်ပြီဟောဆောင်းကြောင်ထိုင်ယောက်ျားလေးဆောင်းကြောင်ထိုင်ဟင်တမီးလေးတို့ကကျုံကျုံထိုင်ဟုတ်ပြီညချစ်ကိုရမှာနော်ဒါလေးတို့အုတ်ချောင်းလေးတွေရှိမှချတယ်ဟုတ်ပြီဘာကြီးလားဒါလေးဘာကြီးလက်ကလေးတရားကြာဘူးလေးကြာဘူးပြီးတယ်ဗျဒီကြာဘူးလေးလက်ကလေးနှစ်ခုကနေရောင်ကိုထောက်ဒီနေရောင်လေးကိုထောက်ဟုတ်ပြီအဲ့ဒါမှဥချမှာနော်ကဲအဲ့တော့ဘုရားသာဘုရားဘာတိသာဝတော်ဓမ္မသာဘုရားဘာပညာဝတော်ကံကတာဘုရားမှာဘောကဝတော်ဘုရားမြတ်စွာဘုရားအားရှိခိုးခြင်းသည်ဘုရားကိုအာနုဘောနှင့်ပြည့်စုံတော်မူပါ၏တရားတော်မြတ်အားကြည်ညိုပူဇော်ရှိခိုးခြင်းသည်ပညာရပါ၏တည်းရောက်ဧကရေရပါ၏ပညာရပါထူးကျော်ပါ၏ဒါကြတော့ရှင်သူမြတ်တို့ကိုရှိခိုးပူဇော်ခြင်းသည်ပစ္စည်းဥစ္စာရတနာများနဲ့ပြည့်ပြည့်စုံပါတည်း။ဒါကြောင့်စိတ်သားမောင်ရှင်လောက်နဲ့သမီးတော်ထင်းတို့ကဘဂဝါသာသနာမှာဖြင့်အမြတ်တိကဒါပေတိတိနာဗျာပရမယပလင်တဲ့ဝင်သင်္ကြန်ကငါရင်ကိုတဘာမကြံပြောက်ဝဲရေးမို့60သောရောင်းလိုက်တဲ့ပြိုင်နဲ့အတွန်းနေလိုက်လောက်ဒီဝိုင်းတော်သားကတိုက်ပြောတော်ကဘာမမသိရအောင်မြရောင်ကြီးအေးတက်ပြီးအစိုးရခုကသိမ့်ပါပေါ့ငိမ့်အေးတော့သားရည်တနာသမီးရည်တနာတို့ဟာဘုရားရှိခိုးတော်မှာမို့ဗုဒ္ဓံတပံတန်ကအနန္တငါးပြာနဲ့ဤတို့ရှိခိုးကြပါလို့သားလေးတို့မရှိခိုးတယ်တော့ဘာမှဥချလိုက်ပါဦးကျွန်တော်ဥချနော်